မြေကြီးမှာရွှေသီးဆိုသလိုဆန်စပါးဟာမြမစီးပွားရေးအသက်သွေးကြောဖြစ်ပါတယ်။ဆန်ဟာကမ္ဘာပေါ်မှာအရေးကြီးဆုံးအဓိကအစားအစာများထဲမှတစ်ခုဖြစ်ပြီးတန်ပေါင်းများစွာသောလူအများအတွက်အထူးသဖြင့်အာရှတိုက်ရှိအစားအစာများရဲ့အဓိကအစိတ်ပိုင်းလေးဖြစ်ပါတယ်။စပါးဟာမြက်ပင်မျိုးဖြစ်ပါတယ်။ဒုက္ခဗေဒပညာရှင်တွေကအခုစိုက်ပျိုးလုပ်ကိုင်နေကြတဲ့စပါးမျိုးတွေဟာရှေးခါကအရင်ပေါက်ခဲ့တဲ့စပါးမျိုးမှဆင်းသက်လာတယ်လို့လည်းဆိုကြပါတယ်။မြန်မာနိုင်ငံမှာစိုက်ပျိုးရေးကဏ္ဍဟာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပြီးအမျိုးသားပြည်တွင်းအသင်းထုတ်လုပ်မှုတန်ဖိုးရဲ့15%ပါဝင်ပါတယ်။နိုင်ငံတော်ရဲ့တောတောင်ရေးမြေရာသီဥတုအနေအထားဟာကောင်းမွန်ပြီးစိုက်ပျိုးမြေပေါ်ကျော်သွားတဲ့အလျောက်စိုက်ပျိုးရေးကဏ္ဍဖြစ်တဲ့ဆန်စပါးကိုအဓိကစီးပွားရေးကဏ္ဍအဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။မြမမြေဧရိယာတော်တော်များများဟာစိမ်းဆိုးတဲ့လယ်မြေဧရိယာတွေကပေါ်များလာပါတယ်။ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင်လည်းစပါးခင်းတွေကိုမျက်စိတစုံတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါအပြင်ဆန်ဟာမြန်မာနိုင်ငံသူနိုင်ငံသားများနေ့စဉ်စားသုံးနေတဲ့အဟာရလည်းဖြစ်ပါတယ်။မြမလေယာထွက်ကုန်ပစ္စည်းများအနက်အဓိကစိုက်ပျိုးသီးနှံဖြစ်တဲ့ဆန်စပါးဟာနိုင်ငံရဲ့အခြေခံကျတဲ့အစားအစာဖြစ်တဲ့အပြင်မဟာဗျူဟာမြောက်တဲ့စိုက်ပျိုးထွက်ကုန်တစ်ခုလည်းဖြစ်ပါတယ်။ကျမတို့နိုင်ငံမှာပေါ့နော်အဓိကဒီစိုက်ပျိုးတဲ့ထုတ်ကုန်တွေထဲမှာဆိုလို့ရှိရင်ဆန်စပါးကအရေးပါတဲ့သီးနှံဖြစ်တဲ့အခြေခံအစားအစာဖြစ်တဲ့အပြင်ပေါ့နော်ဒီဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကနေပြီးတော့အလုပ်ကိုင်အခွင့်အလမ်းတွေရရှိရဲနိုင်ငံခြားပို့တဲ့အတွက်ကြောင့်နိုင်ငံခြားဝင်ငွေတွေရရှိရဲအဲဒါကြောင့်မလို့ဒီဆန်စပါးဟာဆိုလို့ရှိရင်တကယ်ကိုတိုင်းပြည်အတွက်စီးပွားရေးလူမှုရေးအရာကိုအရေးပါတဲ့သီးနှံဖြစ်တယ်ပေါ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဆန်စပါးနှစ်စဉ်စိုက်ဧရိယာပေါ့နော်ຫນွေစပါးမိုးစပါးပေါင်းနှစ်စဉ်ဧက18တန်းကျော်လောက်နှစ်စဉ်စိုက်ပျိုးတယ်အဲ့တော့စိုက်ပျိုးတဲ့စပါးမျိုးတွေကစုစုပေါင်း200ကျော်လောက်ရှိရဲစိုက်ပျိုးတက္ကသိုလ်အနေနဲ့လေ့လာထားတဲ့သုတေသနတွေအရာဆိုလို့ရှိရင်တော့ပြည်တွင်းမှာလူကြိုက်အများဆုံးကဒီပေါ်ဆန်းမွှေးတို့အေယာမင်းတို့เนาะမနောဒုက္ခတို့ဆန်မျိုးတွေလူကြိုက်များကြတယ်အဲ့ဒီထဲမှာကျမတို့ကစစ်တမ်းလေးတွေကောက်ပြီးတော့သုတေသနလုပ်ကြည့်တဲ့အခါကျတော့ပေါ်ဆန်းဆန်ကလူကြိုက်အများဆုံးဆိုပြီးတော့တွေ့ရှိရတယ်ပေါ့နော်အဲ့တော့ပေါ်ဆန်းဆန်နဲ့ပတ်သက်ပြီးတော့ကျမကဒီဆီယာမမဖြစ်ခင်မဟာသိပ္ပံကျောင်းသူဘဝတွေအစိတ်ဝင်စားတယ်ပေါ်ဆန်းစပါးတွေဆန်တွေပေါ့နော်စိုက်ပျိုးထုတ်လုပ်တာတွေကဘလို့အခြေအနေတွေရှိသလဲပြပတင်ပို့နေတဲ့ဈေးကွက်တွေကတော့အခြေအနေကောင်းသလားပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့ဒီအကြောင်းလေးကိုလေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့ဒီတောင်သူတွေလူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးဖို့အတွက်ဘယ်လိုတွေလုပ်ပေးနိုင်မလဲပေါ့ဒီလိုမျိုးစိတ်ကူးလေးတွေနဲ့ရည်ရွယ်ပြီးတော့ကျမဒီဆောင်းပါးကိုရေးပြခဲ့တာပေါ့မြန်မာနိုင်ငံရှိပြည်내နဲ့တိုင်းဒေသကြီးအသီးသီးမှာရေမြေရာသီဥတုဒေသနဲ့ကိုက်ညီပြီးအရည်သွေးကောင်းမွန်ကပြည်တွင်းပြည်ပဈေးကွက်ဝင်တဲ့စပါးမျိုးစုစုပေါင်း200ကျော်စိုက်ပျိုးလျက်ရှိပါတယ်။မြန်မာနိုင်ငံမှာစိုက်ပျိုးထွက်ရှိတဲ့စံစပါးများကိုစံလုံးအရှိစံသားအယောင်နဲ့အရွက်အစားတို့ပေါ်မူတည်ပြီးမထလက်ရွေးစဉ်ငစိမ့်ရက်နဲ့ပြီးတော့အုပ်စုဆိုပြီးအုပ်စု9မျိုးခွဲခြားထားပါတယ်။လိလာထားတဲ့သုတေသနတွေ့ရှိချက်တွေအရပြည်တွင်းစားသုံးမှုအများဆုံးနဲ့အကြိုက်နှစ်သက်ဆုံးဆန်မျိုးစားကတော့ပြီးတော့အုပ်စုဝင်ပေါ်ဆန်းမွေမထအုပ်စုဝင်အေးရမင်းနဲ့လက်ရွေးစဉ်အုပ်စုဝင်မနောဒုက္ခဆက်အမျိုးစားတို့ဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံဟာစပါးဗီဇအရင်းမြစ်ပေါ်ကျော်သွားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အဆိုပါစပါးဗီဇအရင်းမြစ်များနဲ့ပေါ်ဆန်းစပါးမျိုးဟာအလွန်ကြော်ကြားတဲ့စပါးမျိုးတစ်မျိုးဖြစ်ပါတယ်။မြန်မာလူမျိုးတွေရဲ့ဒီဈေးကွက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းထွက်ရှိရာဒေတာပေါ်မှာမူတည်ပြီးတော့ပသိမ်ပေါ်ဆန်းတို့ဖျားပုံပေါ်ဆန်းမြောင်းများပေါ်ဆန်းရွှေဘိုပေါ်ဆန်းပေါ့နော်ဒီလိုမျိုးတွေနဲ့အခုဆိုလို့ရှိရင်တော့တိုင်းနယ်ပြည်နယ်တော်တော်များများမှာကျေကျေပြန့်ပြန့်စိုက်ပျိုးနေအောင်တွေ့ရပါပေါ့အေယာဝီတိုင်းမှာပေါ့နော်အဲ့တော့ဖျားပုံနဲ့ပသိမ်ကိုရွေးချယ်ပြီးတော့အဲ့ဒီဒေတာကထွက်ရှိတဲ့စပါးတွေအကြောင်းကိုမတို့ကပြည်ပကိုပို့တဲ့အခါမှာနှိုင်းရှင်တာရီတွေဘယ်လောက်ရှိသလဲဆိုပြီးတော့စပြီးတော့စမ်းသပ်ခဲ့ကြတာပေါ့ပေါ်ဆန်းစပါးမျိုးတွေကိုပေါ့နော်ဒီစိုက်ပျိုးရေးသုတေသနတို့စိုက်ပျိုးဦးစီးဌာနတို့ကနေပြီးတော့စမ်းသပ်ပြီးတော့ဆောင်ရွက်နေတာပေါ့နော်တောင်သူလက်ဝဲကိုမျိုးတွေရောက်ရှိအောင်ဆောင်ရွက်နေတယ်လို့တော့မှသိရှိရပါတယ်ပေါ်ဆန်းဆန်အမျိုးအစားတွေအများကြီးရှိတယ်အဲ့ဒီထဲမှာ
ဒီ2011ခုနှစ်ဒီအပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံကနေပြီးတော့လေရွှေဘိုပေါ်ဆန်းဆန်อ่ะပေါ့ကမ္ဘာရဲ့အကောင်ဆုံးဆန်ပေါ့မြန်မာပလဲဆန်ဆိုပြီးအတိအမှတ်ပြုခံထားရတယ်ပေါ့အဲ့တော့အခါကျတော့မတို့ကပြည်ပဈေးကွက်တိုးချဲဖို့ဆိုလို့ရှိရင်အရင်ဆုံးစပြီးဥတီလိုက်တာရွှေဘိုပေါ်ဆန်းပေါ့နိုင်ငံတကာကအတိအမှတ်ပြုထားတဲ့ဆန်ပေါ့နော်အဲ့ဒီရွှေဘိုပေါ်ဆန်းဆန်อ่ะဆိုလို့ရှိရင်အခုတကယ်ကမ္ဘာဈေးကွက်မှာနာမည်ကြီးတယ်ပေါ့နော်ထိုင်းကနေပြီးတော့ Jasmine Rice ဆိုတဲ့နိစပယ်နတ်မှုရဲ့ဆန်တို့နောက်တစ်ခါအိန္ဒိယတို့ပါကစ္စတန်တို့ကထွက်တဲ့ဒီဘာစမာတီဆန်တို့နော်ဗီယက်နမ်ကနေထွက်တဲ့တကယ်နာမည်ကြီး SD24 ပေါ့နော်ဒီလိုမျိုးဆန်တွေနဲ့အရည်အသွေးရှင်ပြိုင်နိုင်တဲ့မြန်မာပေါ်ဆန်းကအနှဲငယ်တော့ဈေးကြီးနေရပေါ့အဲ့ဒီခါကျတော့မတို့ကဘာလုပ်လဲဆိုတဲ့ခါကျတော့ဒါနိုင်ငံတကာကခုနကမ္ဘာအကောင်ဆုံးဆန်လို့သတ်မှတ်ထားတဲ့ရွှေဘိုပေါ်ဆန်းကိုအရင်ဆုံးဥတီတာပေါ့ဈေးကွက်တိုးချဲဖို့နော် geographical indication လို့ခေါ်တဲ့ဒီ GI ပထဝီဒေတာဆိုင်ရာအညွှန်းကိန်းရရှိဖို့ဦးစားပေးလှုပ်ဆောင်နေကြတာပေါ့နော်ဒီအသွေးနဲ့အမှတ်တစိမ့်အတိအမှတ်ပြုမှုတွေရလာပြီဆိုလို့ရှိရင်ဒီရွှေဘိုပေါ်ဆန်းတွေမကဘဲနဲ့အခြားပေါ်ဆန်းဆန်ပေါ့နော်ဒီတန်ဖိုးကွင်းဆက်တစ်လျှောက်မှာပါဝင်နေတဲ့တောင်သူတွေကြိတ်ခွဲတန်စင်ထုတ်လုပ်ရောင်းချတဲ့သူတွေပြည်ပတင်ဖို့ရောင်းချတဲ့သူတွေအတွက်ကပို့ပြီးတော့အလားလာကောင်းနေရလာမှာပေါ့စိုက်ပျိုးရေးဟာပြည်တွင်းဖူလုံရေးအတွက်သာမကပဲနိုင်ငံစီးပွားရေးအတွက်ပါလေယာထွက်ကုန်တင်ပို့နိုင်မှုဟာအရေးပါတဲ့မြန်မာစီးပွားရေးဥတီချက်တစ်ခုလည်းဖြစ်ပါတယ်။ AR တိုင်းဒေသကြီးဟာစပါးကိုအဓိကစိုက်ပျိုးတဲ့မြန်မာနိုင်ငံရဲ့စံအိုးကြီးဖြစ်ပါတယ်။ပြောင်းလဲလာတဲ့ဂျာဒီဥတုနဲ့အညီဒေသနဲ့ကိုက်ညီတဲ့အရွေသေးကောင်းမွန်ပြီးဈေးကွက်ရှိတဲ့စပါးမျိုးများကိုရွေးချယ်စိုက်ပျိုးတင်လာပါတယ်။အဲ့ဒီမျိုးများတွေကမှပေါ်ဆန်းအုပ်စုကိုထွက်ကုန်အဖြစ်စိုက်ပျိုးဖို့ပေါ်ဆန်းဈေးကွက်ကိုဈေးကွက်ဝင်အမှတ်တစိမ့်တစ်ခုအဖြစ်ပြည်တွင်းသားမကပြည်ပအထိတန်ဖိုးမြင့်ထုတ်ကုန်စံအဖြစ်ရပ်တည်နိုင်ဖို့လိုအပ်လာပါတယ်။လေးလာထားတဲ့သုတေသနတွေ့ရှိချက်တွေအရစိုက်ပျိုးတဲ့ဒေသရာသီဥတုမြေစည်းလွှာနဲ့စိုက်ပျိုးနည်းစနစ်များပေါ်မူတည်ကပေါ်ဆန်းမွေးစပါးရဲ့အထွက်နှုန်းနဲ့ရည်သွေးဟာကွဲပြားခြားနားမှုရှိတဲ့ကဲ့သို့ပြည်တွင်းစံဈေးကွက်မှာလည်းထွက်ရှိရာဒေသပေါ်မူတည်ကအင်အားရီပေါ်ဆန်း၊ပြာပုံပေါ်ဆန်းပသိမ်ပေါ်ဆန်း၊မြောင်းမြပေါ်ဆန်း၊ရွှေဘိုပေါ်ဆန်း၊ပေါ်ဆန်းရင်ပေါ်ဆန်းပေးချာစသဖြင့်နာမည်ကွဲများစွာလေးခေါ်ဝေါ်ကြပါလေကျမတို့ပေါ်ဆန်းသုတေသနလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကတော့ပေါ်ဆန်းဟာဆိုလို့ရှိရင်ဒေတာစပါးမျိုးဖြစ်တဲ့အပြင်တစ်နှစ်မှာ100ဒီပဲစိုက်နိုင်ပါတယ်နောက်ပြီးတော့အထွက်နှုန်းနေနဲ့လည်းအင့်ပဲရှိရပေါ့နော်နောက်ကရေမြေဒေတာကိုလိုက်ပြီးတော့မှအရသာတွေကလည်းအနည်းငယ်ပြောင်းလဲတတ်တာကြီးလည်းရှိတယ်ဒီအားနည်းချက်တွေကိုကျမတို့ကပြုပြင်ဖို့အတွက်ဆိုလို့ရှိရင်ပေါ်ဆန်းကိုတစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်တယ်အထွက်ကောင်းတယ်မူလပေါ်ဆန်းမွေမျိုးလိုပဲဒါမျိုးသစ်တစ်မျိုးကိုထုတ်လုပ်ဖို့ရန်အတွက်ကတော့ကျမတို့သုတေသနပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာဆိုရင်စပါးစိုက်ဧကအနေနဲ့ဆိုလို့ရှိရင်မိုးစပါးက15တန်းကျော်၊မြေစပါးအနေနဲ့ဆိုလို့ရှိရင်2တန်းခွဲကျော်စိုက်ပျိုးတဲ့အနက်မှာမိုးတရာသီတဲ့ဟိုသာစိုက်ပျိုးနိုင်တဲ့ပေါ်ဆန်းစပါးမျိုးမှာဆိုရင်1.3တန်းကျော်ပဲစိုက်ပျိုးတာကိုသိရှိရပါတယ်ရှင်။စံရည်စံသားဆိုလို့ရှိရင်အဖြူရောင်ရှိပြီးတော့မှဆွတ်တောက်ပြောင်ပါတယ်။သမင်းအနေနဲ့ချက်လိုက်မယ်ဆိုလို့ရှိရင်မူလစပါးစေ့တက်စားလို့ရှိရင်2ဆခွဲ3ဆခန့်ရှည်လျားပါတယ်။နောက်တစ်ခုကသမင်းဟာဆိုလို့ရှိရင်အေးသွားတဲ့အချိန်ထိအောင်ပဲပျော့ပြောင်းနှူးညံ့ပြီးတော့မှရတာလည်းရှိပါတယ်ရှင်။နောက်တစ်ခုအနေနဲ့စံကြိတ်ခွဲမှုခံနိုင်စွမ်းအားမြင့်မားတဲ့ကြောင့်မို့လို့အခြားစပါးတွေနဲ့စားလို့ရှိရင်ပေါ်ဆန်းစပါးဟာစကွဲထွက်မှုပမာဏလျော့နေတဲ့အာသာချက်တွေရှိပါတယ်ရှင်။ပေါ်ဆန်းမွေးရဲ့အားနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်သူကတက်ကြီးစပါးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေတာစပါးမျိုးဖြစ်တဲ့တစ်နှစ်မှ100ဒီပဲစိုက်ပျိုးနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်သူကရေမြေဒေတာကိုလိုက်ပြီးတော့မှစိုက်တဲ့စားသုံးမှုအရေးသွေးရလည်းအနည်းငယ်ပြောင်းလဲတတ်ပါတယ်။ထွက်အနေနဲ့ကလည်းပြင်းပြအထွန်းနှုန်း65တင်မဲ့ထွက်ရှိတာကိုလည်းသိရှိရပါတယ်။နောက်တစ်ခုကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်တဲ့အတွက်ကြောင့်မို့လို့တယူနှစ်ရဲ့ဈေးရကလည်းကြီးမြင့်တဲ့အတွက်ကြောင့်ဈေးကွက်မှာဆိုလို့ရှိရင်ဈေးနှုန်းမြင့်မားတဲ့အားနည်းချက်တွေလည်းရှိပါတယ်ရှင်။ပေါ်ဆန်းမွေးစပါးနဲ့ဆန်းဟာမြမစားသုံးသူဈေးကွက်မှာလူကြိုက်များတဲ့စပါးမျိုးဖြစ်ပေမဲ့မြမတနိုင်ငံလုံးရဲ့စုစုပေါင်းစပါးစိုက်ဧက900ခန့်သာရှိပြီးပြားများအတွင်း65ရင်းနှုန်းဖြင့်တွက်ကြည့်ပါကလူဦးရေ8.5သန်းခန့်သာစားသုံးနိုင်သေးတာကြောင့်စိုက်ပျိုးထုတ်လုပ်မှုနဲ့နှိုင်းယှဉ်ပါကအလွန်နှဲပါလျက်ရှိပြီးထပ်မံတိုးချဲ့စိုက်ပျိုးဖို့လိုအပ်လာပါတယ်။ပေါ်ဆန်းဆန်ဈေးကွက်မှာပြည်တွင်းစားသုံးမှုမြင့်မားနေတဲ့အတွက်အလားလာကောင်းအဖြစ်ဆက်လက်တည်ရှိနေပြီးစားသုံးတဲ့ဥယျာဉ်မှာတနိုင်ငံလုံးရဲ့14%ခန့်သာရှိတဲ့အတွက်အထွက်နှုန်းတိုးအောင်ဦးစားပေးစိုက်ပျိုးဖို့လိုအပ်ပါတယ်။မြမပေါ်ဆန်းမွေးဆန်ရဲ့အရည်သွေးကိုတက်သမတ်တဲ့ထိမ့်သိမ်းထားနိုင်ဖို့နဲ့အရည်သွေးမြင့်တင်မှုစီလီယောကောင်းမွန်တဲ့စိုက်ပျိုးနှင်းစနစ်တွေနဲ့
ရိတ်သိမ်းချိန်လိုနည်းပညာအသုံးပြုမှုနည်းစနစ်များပုံမူကောင်းမှုအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ရေမြေရာသီဥတုနဲ့ကိုက်ညီပြီးအထွက်နှုံးနဲ့အကြည်သွေးကောင်းမှုကယောဂတံခံနိုင်တဲ့ပေါ်ဆန်းမွေးစပါးမျိုးများကိုစိုက်ပျိုးရေးဆိုင်ရာအစိုးရနဲ့ပုဂ္ဂလိကဌာနများအဖွဲ့အစည်းများကစင်ဆက်မပြည့်သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိရာစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှာအပင်မျိုးဆက်မွေးမြူပညာရှင်များကသမယိုးကျမျိုးကူးဆက်မွေးမြူနည်းနဲ့ခေမီမော်လူကျူလာနည်းပညာတွေကိုပူးပေါင်းကပေါ်ဆန်းမွေးစပါးမျိုးရဲ့အားနည်းချက်များအနက်မှာအထွက်ကောင်းပေါ်ဆန်းမွေးမျိုးတည်များဖို့စိုက်ပျိုးထုတ်လုပ်သုတေသနဆောင်ရွက်လျက်ရှိပါတယ်။တစ်နှစ်လုံးမှာတရားဒီပဲစိုက်ပျိုးနိုင်တယ်အထွက်ကလည်းအနည်းငယ်ပဲထွက်ကြည့်တယ်ဒါဒီပေါ်မှာမူတည်ပြီးတော့ကျမတို့ကပြုပြင်ပြောင်းလဲဖို့ရန်အတွက်နေတယ်2018ခုနှစ်ကနေစပြီး2023ခုနှစ်အထိကိုအပင်မွေးမြူရေးပညာရှင်များနေပြီးတော့မှပေါ်ဆန်းမွေးကိုတမယိုးကြမျိုးကူးဆက်မွေးမြူနည်းနဲ့နောက်တစ်ခါခေမီမော်လီကျူလာနည်းပညာတို့နဲ့ပူးပေါင်းပြီးတဲ့အခါမှာဆိုပြီးတော့အထက်နှုံးကောင်းတယ်နောက်ရာသီမြေစိုက်ပျိုးနိုင်တယ်မူလပေါ်ဆန်းမွေးလိုပဲအရသာကောင်းမှုအရေးသွေးအရသာကောင်းမှုနဲ့ရေစင်းပေါ်ဆန်း1နဲ့ရေစင်းပေါ်ဆန်း2တို့ကိုကျမတို့စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါတယ်ရှင်။မူလပေါ်ဆန်းမွေးရဆိုလို့ရှိရင်အထွက်နှုံးကလည်းတင်းပဲရှိပါတယ်။တရားဒီပဲစိုက်ပျိုးနိုင်ပါတယ်။ကျမတို့ထုတ်လုပ်ထားတဲ့ရေစင်းပေါ်ဆန်း1ကဆိုလို့ရှိရင်သူကနှွေမှုရာသီမြေစိုက်ပျိုးနိုင်ပါတယ်အသက်ရက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ရေစင်းပေါ်ဆန်း1ကဆိုလို့ရှိရင်မိုးစပါးမှာဆိုအသက်ရက်က126ရက်၊နှွေစပါးမှာဆိုရင်136ရက်အထွက်နှုံးနေနဲ့ဆိုလို့ရှိရင်65တင်းကနေပြီးတော့မှတင်း100ကျော်အထိလည်းထွက်ကြည့်ပါတယ်အစားသုံးမှုအရေးသွေးကတော့မူလပေါ်ဆန်းမွေးကဲ့သို့ပဲထူးခြားကောင်းမှုနဲ့အတာချက်တွေရှိပါတယ်ရှင်ရေစင်းပေါ်ဆန်း2ရက်ကိုတော့ပြောရမယ်ဆိုလို့ရှိရင်လည်းသူကလည်းပဲနှွေမှုရာသီမြေစိုက်ပျိုးနိုင်ပါတယ်တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါတယ်ပင်ရဲ့တက်တန်းကတော့သူကဆိုလို့ရှိရင်မိုးရာသီမှာ130ရှိတယ်နွေရာသီမှာဆိုလို့ရှိရင်139ရက်ရှိပါတယ်စံအရည်သွေးကိုထိခိုက်မှုမရှိစေရန်အတွက်နဲ့ရိတ်သိမ်းချိန်နှုန်းပိုင်းမှာဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေဖြစ်တဲ့စပါးရင်းမဲ့ချိန်မှာရိတ်သိမ်းမယ်အဆိုဓာတ်တွေကိုစနစ်တကျထိန်းသိမ်းမယ်တည်ယူမယ်တန့်စင်မယ်ထုတ်ပိုးမယ်အဆင့်တွေအားလုံးဟာဆိုလို့ရှိရင်လည်းနိုင်ငံတကာကသတ်မှတ်ထားတဲ့စံချိန်စံညွှန်းများနဲ့အညီဆောင်ရွက်မှာဖြစ်ပါတယ်အဲ့ဒီပြင်ကျမတို့အနေနဲ့ကဒီနိုင်ငံတကာဈေးကွက်ကိုပို့ရမယ်ဆိုလို့ရှိရင်စိုက်ပျိုးသူနောက်ထုတ်လုပ်သူနောက်တစ်ခါကြလို့ရှိရင်ကုန်သွယ်ရေးစံချိန်စံညွှန်းသတ်မှတ်တဲ့မူဝါဒချမှတ်တဲ့ဝန်ကြီးဌာနများအားလုံးကနေပြီးတော့မှပူးပေါင်းပြီးတဲ့အခါမှာစိုက်ပျိုးမှုကွင်းဆက်တစ်ချောင်းလုံးမှာအဆင့်ဆင့်ကြီးကြပ်စနစ်တကျဆောင်ရွက်မှသာလျှင်အရေးသွေးပြည့်မီတဲ့မြန်မာပေါ်ဆန်းစပါးမျိုးကိုရရှိမှာဖြစ်ပါတယ်ရှင်ပေါ်ဆန်းစိုက်ပျိုးသူများအနေနဲ့ပေါ်ဆန်းမွေးစပါးမျိုးများကိုတစ်နှစ်ပတ်လုံးစိုက်ပျိုးတဲ့အပြင်ပြည်ရင်းသားမကပြည်ပဈေးကွက်အထိတင်ပို့ရောင်းချနိုင်မှာဖြစ်တာကြောင့်ဝင်ငွေတိုးလာပြီးလူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာခြင်းစပါးစိုက်ပျိုးထုတ်လို့ရောင်းဝယ်ပေါက်ကစားသုံးသူများအကြားချိတ်ဆက်မှုကောင်းနေပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်းမှသည်စီးပွားရေးအထောက်အကူပြုလုပ်ကိုင်ခွင့်လန်းကောင်းများရရှိခြင်းနှင့်စံစပါးလုပ်ငန်းကဏ္ဍပုံမဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်ရဲ့စီးပွားရေးဥတီချက်များကိုအကောင့်ထဲပေါ်ဆောင်ရွက်ရမှာတစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။အကြီးသွေးနဲ့အထွက်နှုံးပုံမကောင်းမွန်တဲ့စံစပါးတိုးချဲ့စိုက်ပျိုးပြီးအကြီးသွေးမြင့်မြမဆန်များပြည်ပသို့ပုံမတင်ပို့နိုင်ရင်ကမ္ဘာစံတင်ပို့တဲ့ထိပ်တန်းနိုင်ငံနေရာသို့ရောက်ရှိရေးနဲ့နိုင်ငံခြားဝင်ငွေရရှိရေးတို့အတွက်ပုဂ္ဂလိကလုပ်ငန်းရှင်များတောင်သူများနဲ့အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများကပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်းမှတ်တမ်းပြုတင်ဆက်